အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးမှာတော့ black box တွေမှာပါတဲ့ Bay in GPS နဲ့ GPS tracker တွေကဘာကွာလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ black box တွေမှာပါဝင်တဲ့ GPS က real time tracking ကို live ကြည့်လို့မရပါဘူးကားအနီးနားမှာရှိနေတဲ့အချိန်ဖုန်းနဲ့ black box ကို Wi-Fi ချိတ်ဆက်ပြီးတော့video record တွေကိုပြန်ကြည့်တဲ့အခါ location ကိုပါတပါးတည်းပြပေးမှာဖြစ်ပါတယ်GPS tracker တွေကတော့ SIM ကတ်ထည့်ပြီးအသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့်မလို့ real time tracking ကို live ကြည့်လို့ရနေမှာဖြစ်ပါတယ်။ SIM ကတ်ရဲ့ data ကိုအသုံးပြုပြီးတော့ satellite ကနေဖမ်းယူနေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဖုန်းကနေကားဘယ်ရောက်နေပြီလဲဆိုတာကို internet data ရနေတွေကြည့်လို့ရနေမှာဖြစ်ပါတယ်။ဒါအပြင် GPS tracker တွေက server နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်တွားခဲ့တဲ့လမ်းကြောင်းတွေကို playback ပြန်ကြည့်လို့ရမှာဖြစ်တယ်လို့ engine on off data daily report တွေကိုလည်းပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်အခုပြောပြပေးခဲ့တာကတော့ black box တွေမှာပါတဲ့ GPS နဲ့ GPS tracker တွေကဘယ်လိုကွာခြားလဲဆိုတာကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။ GPS နဲ့ပတ်သက်ပြီးတခြားသိချင်တာရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုကျော်ပါ